ညီကိုတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမှခိတ်ကနေကြိုးဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါခုကတော့2026ခုနှစ်မေလ20ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီကလန်ရိုက်စ်ဦးဆောင်တဲ့အာဆင်နယ်ကစားသမားတွေဟာပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ပရိသတ်တွေနဲ့အတူအမရစ်ကွင်းရှိမှာအောင်ပွဲခံခဲ့ကြတယ်ဆိုတဲ့သတင်းကိုအရင်ဦးဆုံးတင်ဆက်ပေးပါမယ်အာဆင်နယ်ကစားသမားတွေဟာလေ့ကျင့်ရေးကွင်းမှာဘုံမောက်နဲ့မန်စီးတီးပွဲကိုအတူကြီးခဲ့ကြပြီးတကိုးစီတရေကျသွားလို့ပရီးမီးယားလိချန်ပီယံဖြစ်သွားချိန်မှာအမရစ်ကွင်းရှိမှာပရိသတ်တွေနဲ့အတူအောင်ပွဲခံခဲ့ကြတာပါ22နှစ်ကြာဝေးကွာနေတဲ့ပရီးမီးယားလိချန်ပီယံဆုရပြီလို့သေချာသွားချိန်မှာတော့အာဆင်နယ်ပရိသတ်တွေဟာအမရစ်ကွင်းရှိကိုစုယုံရောက်ရှိလာပြီးညာလုံးပေါက်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်ဒီကလန်ရိုက်စ်နဲ့အတူဆာကာအယ်ဇင်နဲ့တင်ဘာတို့ဟာအာဆင်နယ်ပရိသတ်တွေနဲ့ဝင်ရောက်ပြီးအတူအောင်ပွဲခံခဲ့ကြပါတယ်ဒီကလန်ရိုက်စ်ကလာမယ့်ချန်ပီယံလိဘောလုံးပွဲမှာလည်းအနိုင်ရအောင်ကစားပြီးတမိုင်းဝင်အောင်မြင်မှုထပ်ယူပေးမယ်လို့အာဆင်နယ်ပရိသတ်တွေကိုကတိပေးသွားခဲ့ပါတယ်ခင်ဗျာမန်စီးတီးဟာအသင်းကနေနီးပြဂွာဒီယိုလာထွက်သွားလို့မာရက်စကာနဲ့အစားထိုးခဲ့မယ်ဆိုရင်ချဲလ်ဆီးကရော်ကြေးရမယ်လို့ပြည်တိုင်မီဒီယာတွေကရေးသားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂွာဒီယိုလာဟာအက်စတွန်ဗီလာနဲ့ကစားမဲ့အိမ်ကွင်းပရီးမီးယားလိပွဲစဉ်အပြီးမှာမန်စီးတီးနီးပြယာတို့ကနှုတ်ထွက်မယ်လို့သတင်းတွေခိုင်မာထွက်ပေါ်နေတာပါ။ဂွာဒီယိုလာယာတို့ကထွက်ခဲ့မယ်ဆိုရင်မန်စီးတီးတာဝန်ရှိသူတွေဘက်ကချဲလ်ဆီးနီးပြဟောင်းမာရက်စကာနဲ့အစားထိုးဖို့စီစဉ်ထားပြီးဖြစ်တယ်လို့လည်းနာမည်ကျော်ဂျာနယ်လစ်တွေကအတည်ပြုထားကြပါတယ်။မာရက်စကာဟာချဲလ်ဆီးနီးပြယာတို့ကထုတ်ပယ်ခံထားရပေမဲ့ချဲလ်ဆီးနဲ့ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာပါဝင်တဲ့အချက်တစ်ချက်ကြောင့်မန်စီးတီးအနေနဲ့ရော်ကြေးပေးရနိုင်တာဖြစ်ပါတယ်။ချဲလ်ဆီးပိုင်ရှင်တွေဟာပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာမန်စီးတီးဟာမာရက်စကာကိုနီးပြသစ်အဖြစ်ပြစ်မှတ်ထားနေတယ်ဆိုတဲ့သတင်းတွေထွက်လာပြီးတိတ်မကြခင်မှာပဲရလက်တွေတည်ငြိမ်နေတဲ့ဂျာကမာရက်စကာကိုယာတို့ကထုတ်ခဲ့တာဟာမန်စီးတီးနဲ့သတင်းတွေထွက်လာလို့ဖြစ်တယ်လို့လည်းသတ်မှတ်ခဲ့ကြပါတယ်ခင်ဗျာ။အာဆင်နယ်ဟာပရီးမီးယားလိချန်ပီယံဆုကိုပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေနဲ့ထပ်ထပ်တန်တန်ရယူခဲ့တာဖြစ်တယ်လို့ Sky Sport သတင်းဌာနကဖော်ပြခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နီးပြအာတေတာဟာအာဆင်နယ်ကို6နှစ်အချိန်ယူတည်ဆောက်တဲ့နေရာမှာဒီနှစ်ဟာအဘက်မှာအပြောင်မြောက်ဆုံးစွမ်းဆောင်ရည်မျိုးတွေပိုင်ဆိုင်ခဲ့တာဖြစ်တယ်လို့အချက်လက်မှတ်တမ်းတွေနဲ့အတူ Sky Sports ကအတည်ပြုပေးခဲ့တာပါအာဆင်နယ်ဟာဒီနှစ်ပရီးမီးယားလိပြိုင်ပွဲမှာဂိုးရနိုင်တဲ့အခွင့်အရေးအများဆုံးဖန်တီးနိုင်တဲ့အသင်းပြိုင်ဘက်တွေကိုဂိုးပေးရနိုင်တဲ့အခွင့်အရေးအနည်းဆုံးပေးရတဲ့အသင်းလူစားဝင်ကစားသမားတွေကဂိုးအများဆုံးတွင်းခဲ့ပြီးဂိုးအများဆုံးဖန်တီးခဲ့တဲ့အသင်းတေကန်ဘောတွေကနေဂိုးအများဆုံးရခဲ့တဲ့အသင်းဆိုတဲ့စွမ်းဆောင်ရည်တွေကြောင့်ပရီးမီးယားလိချန်ပီယံဆုကိုထပ်ထိုက်တန်တန်ရခဲ့တာဖြစ်တယ်လို့အတည်ပြုခဲ့တာပါအာဆင်နယ်ရဲ့ဒီနှစ်ဘောလုံးရာသီစွမ်းဆောင်ရည်ပိုင်းဟာအာတေတာတာဝန်ယူခဲ့တဲ့6နှစ်အတွင်းမှာဘက်ပေါင်းစုံကအမြင့်ဆုံးဖြစ်ခဲ့တာကလည်းချန်ပီယံဖြစ်ဖို့ထိုက်တန်စေခဲ့တာဖြစ်ပါတယ်ခင်ဗျာစပါးနီးပြဒီဇာဘီကအေဗာတန်နဲ့ကစားရမယ့်ပရီးမီးယားလိနောက်ဆုံးပွဲစဉ်ကိုတမ်းမစင်းရဖို့အတွက်ဘိုးလူပွဲလို့ကစားမယ်လို့ပြောခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချဲလ်ဆီးကိုရှုံးခဲ့တာကြောင့်စပါးဟာအိမ်ကွင်းမှာအေဗာတန်ကိုအနိုင်ဆုံးတည်ရကစားနိုင်မှတမ်းမစင်းရဖို့တေချာမှလည်းဖြစ်ပါတယ်စပါးနဲ့တမ်းမစင်းရဖို့အားပြိုင်နေရတဲ့ဝက်ဆမ်ကလည်းပရီးမီးယားလိနောက်ဆုံးပွဲစဉ်အနေနဲ့ Leeds United ကိုအိမ်ကွင်းမှာကစားရမှာပါဒီဇာဘီကကျွန်တော်တို့ဒီပွဲကိုဘိုးလူပွဲလို့သဘောထားကစားမှာပါပြီးခဲ့တဲ့နှစ်ကမန်ယူကိုအနိုင်ရခဲ့တဲ့ယူရိုပါလိဘိုလ်လုပွဲထက်တောင်ဒီပွဲကပိုအရေးကြီးပါတယ်။တန်းဆင်းရမယ်ဆိုရင်အသင်းအနေနဲ့ပေါင်သန်း200ကျော်လောက်နစ်နာမှာဖြစ်လို့ကျွန်တော်တို့ဘယ်လိုနည်းနဲ့မှဒီပွဲကိုရှုံးလို့မရဘူးလို့ပြောခဲ့တာပါ။စပါးဟာဝက်ဆန်ကိုနံပါတ်ပဲအသာရထားပေမဲ့ဂိုးကွာခြားချက်12ဂိုးအထိကိုအသာရထားတာကြောင့်အေဗာတန်ကိုတည်ရကစားနိုင်တာနဲ့တန်းမဆင်းရဖို့တေချာနိုင်တာဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမှကိတ်ကနေပြီးညီကိုတို့အားလုံးတက်စူးစီးပြီးတင်ဆက်ပေးခဲ့တာပါ။ဒီပေါ်မှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမှကိတ်ရဲ့ဗီဒီယိုတွေအောက်မှာcomment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ဘာမှကိတ်ရဲ့ဗီဒီယိုတွေကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းညီကိုတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။